Okay ဒီနေ့သင်ခန်းစာအတွက်ကအရင်တစ်ပတ်ကကျွန်တော်တို့ဒီလောက်ခဲ့တဲ့T14 ကိုဖွင့်လိုက်ပါတော့အဲ့တော့ကျွန်တော်တို့ဒီကောင်ဘာလို့ဆိုပေးlayout တက်ကနေကျွန်တော်တို့ site ကို import ထားမယ်ပေါ့နော်margin ညာနေလို့ထားမယ် orientation portrait မှန်တယ်ကျွန်တော်ဒီမှာ quality ပြနေပြီပေါ့နော်သူကလေးနဲ့သူ A4 ရဲ့စာမျက်နှာပိုင်းခြားလေးပြပါတော့အဲ့တော့ကျွန်တော်တို့ဒီနေ့သင်မဲ့သင်ခန်းစာကinsert tag group က header ပို့တာခေါင်းစဉ်လေးတွေပေါ့ခေါင်းဒီစာအုပ်တွေမှာခေါင်းစဉ်တွေပါပဲအဲခေါင်းစဉ်တွေစာမျက်နှာနံပါတ်တွေထည့်တယ်နေပေါ့နော်အောက်အခြေလေးတွေကနေအဲ့ဒါကိုကျွန်တော်ရွက်တရားရှိလဲတရားလုံးကိုမှန်အောင်ထည့်တဲ့နေကိုအဲ့ဒါကိုအမြန်ဆုံးထည့်တဲ့နေကိုပြမှာဖြစ်တယ်လို့ကျွန်တော်စာမျက်နှာ3မျက်နှာလောက်ကိုကျွန်တော်တို့အလုပ်လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီinsert tag ကပဲဒီ shape လေးတွေကိုဥပမာအနေနဲ့ကျွန်တော်ဒီမှာစာမျက်နှာဒါဆိုစာမျက်နှာ1ဆိုရင်1ကနေ40 50တိပေါ့နော်50တိအဲ့ဒါစာမျက်နှာ1 100နေပြီးတော့150တိကိုလည်းကျွန်တော်နောက်တစ်ခုထပ်ထည့်မယ်ပေါ့နော်ရှိတ်လေးထပ်ထည့်မယ်တဲပုံလေးထည့်လိုက်အဲ့ဒါကျွန်တော်စာမျက်နှာ3မျက်နှာရပြီ3မျက်နှာဥပမာလေးနဲ့လုပ်ပြမှာပေါ့နော်စာမျက်နှာပေါင်းအများကြီးရှိတယ်သူကတော့မှန်နေမှာပေါ့အဲ့ကျွန်တော်ဒီပေါ့နော်အဲ့ဒါပို့တာထည့်တဲ့နေပေါ့ထည့်တော့မယ်ပေါ့အဲ့မှာကျွန်တော်insert tag group မှာကျွန်တော် header ပို့တာလေးဆိုတော့နှိပ်လိုက်ပါတော့အဲ့လေးနဲ့ဒီမှာကျွန်တော်ဒီခေါင်းလေးပေါ်လာမယ်ဆိုကျွန်တော်ဒီမှာဒါတစ်ခွက်နှစ်ခွက်သုံးခွက်ခေါင်းစဉ်မှာ3ခွက်ခေါင်းစဉ်မှာလည်း3ခွက်ဒီဖိုရာမှာလည်း3ခွက်ပေါ့နော်3ခွက်ရှိမှလည်းကျွန်တော်ထည့်ပြမှာနော်အဲ့ဒါရဲ့ဒီအလဲလေးမှာကျွန်တော်တို့ student ဆိုပြီးရလိုက်မှာပေါ့နော်နောက်မှလည်း student ကလည်း advanced excel ဆိုပြီးရလိုက်ဒီမှာကျကျွန်တော်တို့ဒီအားလေးထုတ်လိုက်တာနဲ့ဒီအတစ်လေးပေါ်လာပါတော့အဲ့ဒါကျွန်တော်တို့ဒီမှာ page number ဒီရှေ့ကို number of page ဒီစာရွက်ရေးအတွက်ပေါ့နော်စာရွက်ရေးအတွက်ထားမှာဖြစ်တယ် number of page and pages ဆိုပြီးပြနေမယ်စာရွက်က3ရက်ရှိတယ်ဖြစ်တဲ့3ရက်ပေါ့နော်ဒါမှဒီကောင်ကပထမစာမျက်နှာဖြစ်တဲ့အတွက် page number ကိုနှိပ်လိုက်မယ်ဆိုရင်ဒီကောင်စာမျက်နှာ1လို့ပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကိုဒီမှာဒီစာမျက်နှာမှာဆိုရင်ဒီရှိနေတဲ့ပုံလေးရှိတဲ့စာမျက်နှာမှာ3 advanced excel 2ဆိုပြီးကျွန်တော်ပေါ်နေပါတော့ဖူရာမှာဆိုလည်းအဲ့လိုကျွန်တော်တို့က student ဆိုပြီးတော့ထားလိုက်ပါပေါ့နော်အဲ့လိုပဲကျွန်တော်ဒီ header ဖူရာမှာကျွန်တော်ဒီ current date ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ် current date ဆိုဒီနိုင်မှာဒီကွန်ပျူတာမှာရှိတဲ့ဟာပဲပြမှာပေါ့17လပဲစကြောင်း2025ပေါ့နော်အဲ့လိုလေးပြမှာပေါ့နော်ဒီ format တိုင်းပဲပြမှာဒီ format ထားတဲ့အတိုင်းပြမှာပေါ့နော်အဲ့ကျွန်တော်ဒီမှာဆိုလဲ current time ပေါ့ current time ဆို8:24 အဲ့ကောင်နေရာဒီစာရွက်တိုင်းမှာပြနေမှာပေါ့နော် page တွေထပ်တော့လည်းပြနေမှာပဲကျွန်တော်တို့ဆိုရတယ်လို့ကွက်တီပြန်တယ်ဒီကျွန်တော်တို့ဒီအသေးပုံလေးကြည့်တဲ့နေရာမှာဒီမှာစာမျက်နှာ3ဒါ page number စာမျက်နှာစုစုပေါင်းရေးတော့ပေါ့နော်ဒါစာမျက်နှာ number ရောက်နေဒါလေးကတော့အဲ့ဒါပူရာထည့်တဲ့နေလေးပေါ့နော်အဲကျွန်တော်ပုံမှန်တိုင်းပဲ save day 15ပေါ့နော်day 15ကျွန်တော်အဲ့နဲ့ပတ်သက်ပြီးမေးချင်တာရှိရပဲဖြစ်တခြား general knowledge ကွန်ပျူတာနဲ့ပတ်သက်တဲ့ general knowledge တွေမေးချင်တာပဲရှိရပုံမှန်မေးကြလို့ရပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးများ